ဒါကမှတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်ဆိုးဝါးတဲ့အခြေအနေတွေရှိတယ်အင်မတန်ဆိုးဝါးတဲ့အခြေအနေတွေရှိနေတယ်လို့အင်မတန်ကောင်းတဲ့အခြေအနေတွေလည်းရှိတယ်ဆိုးတဲ့အခြေအနေကိုလည်းပဲနားလည်ပြီးတော့မမေ့ဖို့အရေးကြီးတယ်ကောင်းတဲ့အခြေအနေကိုလည်းနားလည်ပြီးတော့မမေ့ဖို့အရေးကြီးတယ်ဆိုးတဲ့အခြေအနေကိုဘာကြောင့်မမေ့ရဘူးလို့ပြောရတယ်လဲဆိုရင်ဆိုးတဲ့အခြေအနေကိုမမေ့မှအဲ့ဒီဆိုးရတဲ့အခြေအနေကနေရုန်းထွက်နိုင်မှာဆိုးတဲ့အခြေအနေတွေကိုနားလည်ထားရင်မာနနဲ့ရမိုးတာတွေငါမှအင်မတန်ဆိုးရတဲ့အခြေအနေတွေရှိနေပါလားဒီအခြေအနေမျိုးကနေငါရုန်းကန်ထွက်ဖို့ကြိုးစားမှပါလားလို့ဆိုးတဲ့အခြေအနေကိုမမေ့ခြင်းကြောင့်ဆိုးတဲ့အခြေအနေကနေရုန်းကန်ထွက်ခြင်းနဲ့စိတ်ထုံမတစ်ဆင့်လက်တွေ့ရုန်းကန်ထွက်ဖို့ကြိုးစားတဲ့အနေအထားထုံမတစ်ဆင့်လွတ်မြောက်သွားတဲ့အနေအထားကိုရောက်နိုင်တယ်။ဒါကြောင့်ဆိုးရတဲ့အခြေအနေတွေကိုလည်းမမေ့ရဘူး။ကောင်းတဲ့အခြေအနေကိုလည်းမမေ့ရဘူး။ဘာဖြစ်လို့လဲဆိုတော့ကောင်းတဲ့အခြေအနေကိုမမေ့မှကောင်းတဲ့အခြေအနေကိုလက်မလွတ်ဖို့ဆုံးရှုံးမသွားဖို့ကောင်းတဲ့အခြေအနေလေးကျုံနေတော့မှအဲ့ဒီကောင်းတဲ့အခြေအနေကိုကောင်းကောင်းအသုံးချလိုက်ဖို့ဒီရွယ်ချက်ဖြင့်ကောင်းတဲ့အခြေအနေကိုလည်းမမေ့ဖို့လိုတယ်ဆိုလိုတာကကိုယ်မှာအင်မတန်ဆိုးတဲ့အခြေအနေရှိတာကိုလည်းသိရမယ်အင်မတန်ကောင်းတဲ့အခြေအနေရှိတာကိုလည်းသိရမယ်သိပြီးတော့အဲ့ဒီအခြေအနေနှစ်ရပ်လုံးကိုမမေ့ရဘူးအဲ့ဒီတော့ဆိုးတဲ့အခြေအနေကဘာတွေလဲဆိုတော့ဆိုးတဲ့အခြေအနေကတော့အများကြီးပဲရှိတယ်အဲ့ဒီအများကြီးတွေကဒီကနေ့နှစ်ချက်ပြောမယ်မမေ့တဲ့မမေ့လိုက်တဲ့အင်မတန်ဆိုးရတဲ့အခြေအနေတွေဒကာဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်သားတိုင်းနေတယ်ငွေကြေးဘလောက်ပဲချမ်းသာအခြေအနေတွေဘလောက်ပဲကောင်းပညာရေးကျန်းမာရေးလူမှုရေးဘလောက်ပဲအဆင်ပြေပါတယ်ပြောပုထုဇဉ်မှန်ရင်အဲ့ဒီဆိုးရတဲ့အခြေအနေနှစ်ရပ်လူတိုင်းမှာရှိတယ်အဲ့ဒါပါလဲဆိုတော့နံပါတ်1အင်မတန်ဆိုးရတဲ့အခြေအနေကသေခြင်းတရားကိုရင်မဆိုင်နိုင်သေးတဲ့အခြေအနေသေခြင်းတရားဆိုတာကသေချာပေါက်တွေ့ကြရမှာနော်သေချာပေါက်တွေ့ရမဲ့သေခြင်းတရားကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဒီအခြေအနေမျိုးနဲ့ပြေလည်အောင်ရင်မဆိုင်နိုင်တာသိရတယ်အများစုကိုဆိုလိုတာနော်သိပြီးတော့ရင့်ကျက်တဲ့တရားရှင်တွေကိုဦးဇင်းတို့ဒီထဲမှာထည့်မပြောပါဘူးဟုတ်လားအများစုကတော့အစင်မပြေနိုင်သေးဘူးစာမွေးဘက်ကတော့သေချာပေါက်ဖြေရလိမ့်မယ်သို့တော့စာကမပိုင်သေးဘူးတိုက်ပွဲကတော့သေချာပေါက်ဆင်နွှဲရလိမ့်မယ်သို့တော့လက်နက်ကမစုံသေးဘူးသေခြင်းတရားကတော့သေချာပေါက်တွေ့ရလိမ့်မယ်သို့တော့အစင်ပြေအောင်ရင်ဆိုင်နိုင်ဖို့အခြေအနေအရရက်မပြည့်စုံသေးဘူးနော်ဒကာမတို့ဦးဇင်းတို့မြေကြီးကိုလက်နဲ့ပုတ်တာကမှလွယ်ဦးမယ်သေခြင်းတရားဆိုတာဘယ်နည်းနဲ့မှမလွယ်ဘူးဝေဖွားလာတဲ့တတ္တဝါမသေးဘူးဆိုတာဘယ်ရှိပါမလဲဒီနေ့တစ်ချိန်ဒီမှာသေကိုသေကြရမှာစာမွေးဖြေရမယ်ကျောင်းသားစီစာကျက်ပြီးတော့စာပိုင်ထားဖို့လိုတယ်တိုက်ပွဲဝင်မဲ့စစ်တီကောင်းသည်လက်နက်ကိုပြည့်စုံစွာတပ်ဆင်ထားဖို့လိုတယ်အခုသေခြင်းတရားတွေကိုတော့တိုက်ပွဲခက်နေတာကဘယ်အချိန်မှတိုက်ရမယ်ဆိုတာကိုတောင်သိခွင့်မရှိတာကပိုလို့ခက်နေတယ်ဟုတ်ရဲ့လားအဲ့ဒီတော့ဘေးတတ်တို့ဦးဇင်းတို့တွေမှာအဲ့ဒီအခြေအနေဇိုးကြီးရှိနေတယ်ဒီခန္ဓာကိုယ်ကြီးကနမိတ်မရှိနမမရှိပြောတာမဟုတ်ဘူးသေချာပေါက်ဆိုးရတဲ့ဒီကိုဥတည်နေတာလူတိုင်းရဲ့ခန္ဓာဒီအဲ့ဒါအမှန်တရားပဲတဖြည်းဖြည်းနဲ့ကျမ်းမာရေးပိုးကောင်းလာဖို့ရှိလားပိုးဆိုးလာဖို့ရှိလားပိုးဆိုးလာဖို့ရှိတယ်ဆိုလိုမကဆိုးလာလို့မခံနိုင်တော့သေတာပဲသေတယ်ဆိုတာသေလောက်အောင်မသက်မတန်ဖြစ်လို့သေရတာတက်တာနေတယ်ဆိုဘယ်သေသေးမှလဲဟုတ်ရဲ့လားအဲ့တော့ဘေးတတ်တို့စဉ်းစားပါနော်အဆိုးမြင်ဝါဒနဲ့ပြောနေတာလားလက်တွေ့အမှန်တရားကိုပြောနေတာလားလက်တွေ့အမှန်တရားကိုပြောနေတာလူတိုင်းရဲ့ဘဝတည်အင်မတန်ဆိုးရတဲ့အခြေအနေတွေကိုဥတည်နေတယ်အဲ့ဒီလိုတွေ့ကြုံလာတဲ့အခါမှာမပြေလည်ဖို့ကလည်းဒီပုံစံတိုင်းသာဆိုရင်သေချာသလောက်နှီးပါရှိတယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားလက်ထက်ကပုံနာတယောက်ကမြတ်စွာဘုရားကိုလျှောက်တယ်လောကမှာသေမှာမကြောက်တဲ့တတ္တဝါရဲ့လို့ရှိမယ်မထင်ပါဘူးတဲ့တပည့်တော်မှာအဲ့ဒါလိုအယူဆရှိပါလေတဲ့
ဒီတော့မြတ်စွာဘုရားကလောကမှာတေမာမကြောက်တဲ့တတ္တဝါတေမာကြောက်တဲ့တတ္တဝါရှိတယ်လို့တေမာမကြောက်တဲ့တတ္တဝါရှိပါလေတဲ့အဲ့ဒီမှာတေမာကြောက်တဲ့တတ္တဝါရဲ့တေမာမကြောက်တဲ့တတ္တဝါရဲ့ဆိုပြီးတော့၄မျိုးစီဟောတယ်အတူချုပ်ကလေးတွေပဲပြောမယ်နော်ကာမဂုဏ်အာယုန်တွေရဲ့အပေါ်မှာဆွဲလန်းမှုမကင်းသေးသောတတ္တဝါတွေတေမာကြောက်တယ်မိမိခန္ဓာရဲ့အပေါ်မှာဆွဲလန်းမှုမကင်းသေးသောပုဂ္ဂိုလ်တွေတေမာကြောက်တယ်နော်ပြီးတော့ကုသိုလ်ကောင်းမှုတွေအပြုနေပြီးတော့အကုသိုလ်ကောင်းမှုအကုသိုလ်မကောင်းမှုတွေအများကြီးပြုတဲ့ပုဂ္ဂိုလ်ဟာတေမာကြောက်တယ်သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ယုံမှားတန်ခါရတွေအကြီးနေတဲ့ပုဂ္ဂိုလ်တွေတေမာကြောက်တယ်တဲ့အပြန်ကတော့တေမာမကြောက်တဲ့ပုဂ္ဂိုလ်ပေါ့ကာမဂုဏ်ရဲ့ပေါ်မှာဆွဲလန်းမှုကင်းနေမိမိခန္ဓာရဲ့ပေါ်မှာဆွဲလန်းမှုကင်းနေနော်ပြီးတော့ကုသိုလ်အပြုများပြီးတော့အကုသိုလ်နေတယ်သူတော်ကောင်းတရားရဲ့ပေါ်မှာယုံမှားတန်တရားကင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတေမာမကြောက်ဒီတော့ငါတို့ဘယ်အစားထဲမှာပါတယ်လဲဆိုတာလေးကိုတစ်ချက်စီစစ်ကြဖို့ပေါ့တရားဓမ္မတို့ဦးဇင်းတို့ဟောတဲ့လူရောနားတဲ့လူတွေရောကာမဂုဏ်အာယုန်တွေရဲ့ပေါ်မှာဆွဲလန်းမှုကင်းပြီလားမကင်းသေးဘူးအထူးသဖြင့်မိမိခန္ဓာကိုယ်ကြီးရဲ့ပေါ်မှာဆွဲလန်းမှုကင်းပြီလားမကင်းသေးဘူးဒီမှာကြောက်အောင်မှာဟုတ်ရဲ့လားအဲ့ဒီအချိန်မှာကိုပြုခဲ့တဲ့ကုသိုလ်ကောင်းမှုလေးတွေကိုစုပ်ကိုင်ပြီးတော့ကမ္မတကာပဲလေဆိုပြီးတော့သွားရမှာဟုတ်ရဲ့လားသေချာပေါက်ငါသေမှာမကြောက်ဘူးကောင်းတဲ့နေရာကိုငါသေချာပေါက်ရောက်မှာလို့ဘာအာမခံချက်မှမရှိဘူးပုထုဇဉ်ဘဝရဲ့လာယာဂတိဆိုတာကအုံးမေမောကအုံးဒီများထမ်းမေမောကထမ်းဒီများကြွေကြလာတော့ပြုံးဆိုအောက်ရောက်လာပြီးတော့လိမ့်နဲ့လိမ့်သွားတယ်ဘယ်နာလေးရက်မယ်ဆိုတာမသိနိုင်ဘူးအဲ့ဒါပုထုဇဉ်တို့ရဲ့ဝိနိပါတိကနော်ဗျံပရာကြတဲ့ဘေးဘာမှစိတ်မချရဘူးအရိယသူတော်ကောင်းတို့ရဲ့ဘဝသားငှက်များလို့ကြိုက်တဲ့ဂိုင်းကိုနားလိုက်မယ်ဆိုတဲ့စွမ်းအားရှိတာဟုတ်ရဲ့လားဒီတော့ဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းတို့ဟာတေမာကြောက်တဲ့အစာထဲမှာရှိနေသေးတယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရဟန်းတော်တို့နိုင်ငံရခြားသွားပြီးတော့သတင်းသုံးမယ်လို့မြတ်စွာဘုရားကိုလျှောက်တော့အေးသင်္ချင်သားတို့သွားမယ်ဆိုလို့ရှိရင်နောင်တော်ကြီးတာရိပုတ္တရာကိုရှ िख ိုးဥချပြီးမှသွားကြလို့မြတ်စွာဘုရားကအမိန့်ရှိတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာတွေရောက်တော့ရှင်သာရိပုတ္တရာကအရှင်တို့တဲ့နိုင်ငံရခြားကိုသွားသတင်းသုံးမှာတော့ဟုတ်ပြီနိုင်ငံရခြားမှာလည်းပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့အဲ့ဒီပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကငါရှင်တို့ကိုမေးလိမ့်မယ်သင်တို့ဟာဘယ်သူရဲ့တပည့်တွေလဲသင်တို့ရဲ့ဆရာကဘယ်သူလဲအဲ့လိုမေးပြီးရင်သင်တို့ရဲ့ဆရာဟာဘာအယူအဆရှိသလဲလို့သိကြပေါက်မေးလိမ့်မယ်တဲ့အဲ့လိုမေးရင်ငါတို့ရဲ့ဆရာဂေါတမမြတ်စွာဘုရားဗုဒ္ဓမြတ်စွာဘုရားဒီဘာအယူအဆရှိသလဲလို့မေးရင်သင်တို့ဘယ်လိုဖြစ်မလဲတဲ့အရှင်ဘုရားပဲဟောပါဒါတွေကိုနာကြားဖို့အရှင်ဘုရားဒီလာတာပါအဲ့ဒီမှာရှင်သာရိပုတ္တရာကဆွဲလန်းမှုကင်းအောင်ဟောကြားတဲ့ဝါဒရှိတယ်လို့ဖြေရမယ်တဲ့မြတ်စွာဘုရားရဲ့ဝါဒအတူတူဟာအဲ့ဒါပဲဆွဲလန်းမမောမှုကင်းအောင်ဟောကြားတဲ့ဝါဒရှိတယ်ခုဘက်ကပညာရှိဆိုတော့ဆက်မေးမယ်တဲ့ဘာတွေရဲ့ပုံမှာဆွဲလန်းမှုကင်းရမှာလဲလို့ဆက်မေးလိမ့်မယ်တဲ့အဲ့ဒါလို့မေးလို့ရှိရင်ယူမဲ့ခန္ဓာဝေဒနာခန္ဓာသင်္ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလို့ဆိုရတဲ့ဒီခန္ဓာကြီးရဲ့အပေါ်မှာဆွဲလန်းမှုကင်းအောင်ကျင့်ရမယ်လို့ဟောတယ်လို့ဖြေရမယ်တဲ့စကားတွေကိုထပ်ထပ်မပြောတော့ဘူးနော်အဲ့ဒီမှာဆက်မေးလိုက်မယ်တဲ့ဘာအကျိုးကိုမြင်လို့ဆွဲလန်းမှုကင်းအောင်ဟောရတယ်လဲတနည်းအားဖြင့်ဆွဲလန်းမှုကင်းရင်ဘာအကျိုးရှိမှာလဲအဲ့ဒီမှာရှင်သာရိပုတ္တရာဖြေပုံလေးနော်ဆွဲလန်းမှုကင်းတော့တဲ့ကိုကဘာမှမဆွဲလန်းတော့အဲ့ဒီအရာကြီးပျက်စီးသွားလည်းပဲဘာမှစိတ်ဆင်းရဲတယ်မရှိဘူးတဲ့အဲ့ဒါလက်တွေ့ရမယ်အကျိုးပဲအကယ်၍ကိုကဆွဲလန်းနေမယ်ဆိုလို့ရှိရင်ကိုဆွဲလန်းတဲ့အရာဟာတစ်မျိုးတစ်မျိုးပျက်စီးတော့မယ်ပျက်စီးမဲ့အရေးနိမိတ်တွေပြလာတယ်ဆိုရင်ဒီလူဟာတေချာပေါက်ပူဆွေးရလိမ့်မယ်ငိုကြွေးရလိမ့်မယ်စိတ်ကူးနဲ့ကင်ဆာလေးပါလေးဖြစ်ကြည့်ပါလားနော်တခါကြီးမိုင်းမြကင်ဆာဖြစ်မှသေမှာမဟုတ်ပါဘူးကင်ဆာမဖြစ်လည်းသေမှာပဲတနေ့နေ့ဒီပြဿနာကရှင်းကိုရှင်းရမှာ
လင်းသည်ဖြစ်စေမလင်းသည်ဖြစ်စေရှင်းတော့ရှင်းရလိမ့်မယ်ဟုတ်လားအဲ့ဒီတော့ဆွဲလန်းမှုမကင်းသေးရင်ပျက်စီးတဲ့အချိန်မှာသေချာပေါက်ပူရလိမ့်မယ်ဆိုတာဘယ်လို့မှမငြင်းနိုင်ဘူးဆွဲလန်းမှုကင်းတဲ့ပုဂ္ဂိုလ်ဒီသားနဲ့သေကနီးမှာဘာပူလောင်မှုမှမရှိဟုတ်ရဲ့လားဒါကစိတ်ချရတဲ့နည်းကိုပြောတာနော်ကုသိုလ်ကောင်းမှုကိုအာယုံပြုပြီးတော့ကောင်းကောင်းမွန်မွန်သေကြတဲ့ပုထုဇဉ်တွေလည်းအများကြီးရှိပါတယ်သို့တော့သေကြတာကတော့ဒီဒေသနာအရဆွဲလန်းမှုကင်းမှပျက်စီးမှုနဲ့ကြုံတဲ့အခါတုံလုံးမှုမရှိမှာဆွဲလန်းမှုရှိနေရင်ပျက်စီးမှုနဲ့ကြုံလို့ရှိရင်အဲ့ဒါသေချာပေါက်ပူဆွေးရလိမ့်မယ်အဲ့ဒီတော့ဒကာမတို့ဦးဇင်းတို့တွေကဘယ်လိုဖြစ်နေလို့ဆိုတော့သေချာပေါက်ပျက်စီးမဲ့အရာကြီးကိုဆွဲလန်းနေကြတာသေချာပေါက်ပူလောင်ရအောင်ပူဆွေးရအောင်ငိုကြွေးရအောင်ကြိုတင်ပြီးတော့စီမံကိန်းချပြီးတော့လုပ်နေတာ ਨੇ အတူတူပဲသဘောပါရဲ့လားဟင်ဒကာကြီးမကြီးများနော်ဒါကြောင့်မို့လို့မိမိတို့မှာအဲ့ဒီအခြေအနေမှန်ရှိနေတယ်နော်သေခြင်းတရားကိုရင်မဆိုင်နိုင်သေးတဲ့အခြေအနေရှိနေတယ်သေချာပေါက်တွေ့ရမယ့်သေခြင်းတရားကိုရင်မဆိုင်နိုင်သေးတဲ့အခြေအနေရှိနေတယ်အဲ့တော့ရင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်ရမှာတုံးဆိုတော့အတူတူကလေးတွေပဲပြောမယ်ဗျရင်ဆိုင်နိုင်အောင်ဦးဇင်းတို့မြတ်စွာဘုရားကအဲ့ဒီသေခြင်းတရားကိုပဲဆင်ញင်ရမယ်တဲ့ဒါဆင်ញင်တဲ့နည်းနော်သေခြင်းတရားကိုအထက်ထပ်ဆင်ញင်လို့ရှိရင်သေခြင်းတရားနဲ့ယဉ်ဤကျွမ်းဝင်လာပြီးတော့သေခြင်းတရားငါဘယ်လို့မှရှောင်လို့မရဘူးကြောက်နေလည်းပဲသေမှာပဲကြောက်နေသေမှာပဲဆိုရင်တော့မကြောက်ဘဲနေရတာကပိုကောင်းတယ်ထို့တူသေခြင်းတရားကိုစဉ်းစားပါများလာရင်သေခြင်းတရားကြောင့်သိလာမယ်ပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့အဘယောအတံပုံလောဝတန်တောကာလံကရောတိတောတဲ့သေခြင်းတရားကိုစဉ်းစားတဲ့ပုဂ္ဂိုလ်ဟာမကြောက်မရွံ့မတွေးမဝေတည်တည်ငြိမ်ငြိမ်သေရလိမ့်မယ်တဲ့အဲ့တော့အောင်းစရာကောင်းတယ်နော်သေခြင်းကိုမကြောက်တဲ့နည်းကသေခြင်းကိုကြည်တဲ့နည်းဖြစ်နေတယ်ဟုတ်ရဲ့လားသေခြင်းကိုမကြောက်တဲ့နည်းဟာသေခြင်းကိုကြည်တဲ့နည်းဖြစ်နေတယ်ခက်တာကလူတွေကသူများသေထားတဲ့မตาလောင်းကိုတောင်ကြည်ရမှာကြောက်နေတယ်ဆိုရင်ကိုယ်တိုင်သေရမယ်ဆိုရင်ဘယ်လိုများနေမလဲဒါစဉ်းစားတရားစကားလေးတွေဟုတ်ရဲ့လားအေးဒါကစဉ်းစားတဲ့နည်းနဲ့သေခြင်းတရားကိုအစဉ်ပြေအောင်ရင်ဆိုင်ကြတာပေါ့အဲ့ဒါတည်းပူပြီးတော့ကောင်းတာကပြဿနာဆိုတာနားလည်မှကင်တွယ်နိုင်တာပြီးတဲ့ဒီစကားလေးကိုထပ်ပြောမယ်ဗျ။ဘာလဲလို့နားလည်မှကင်တွယ်လို့ရတာဘယ်အရာမျိုးဆိုနားမလည်ရင်မကင်တွယ်နိုင်ဘူးအဲ့ဒီတော့ဒီသဘာဝတရားတွေကိုကင်တွယ်တတ်ချင်လို့ရှိရင်သဘာဝတရားတွေရဲ့အကြောင်းကိုနားလည်ဖို့လိုတယ်ဒါကြောင့်သဘာဝတရားတွေကိုနားလည်အောင်မြတ်စွာဘုရားကတတိဥစည်းတဲ့နေတတိပဋ္ဌာန်ပေါ့နော်တတိတရားနဲ့မိမိခန္ဓာရဲ့ဖြစ်တိုင်းဖြစ်တိုင်းသောသဘောတရားတွေကိုအမှန်တိုင်းတိနေအောင်နားလည်သွားအောင်ကြိုးစားခိုင်းတာတတိပဋ္ဌာန်នេះရှိတယ်နော်မြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းထိတိုင်းတွေ့တိုင်းအမှတ်တတိလေးဥစည်းပြီးတော့ဒါပါလေလို့သိအောင်လုပ်နေတာအဲ့လိုသိအောင်လုပ်ပါများလို့သိလာပြီဆိုရင်သဘာဝတရားတွေဆိုတာကိုယ်အလိုအတိုင်းမဟုတ်ဘူးသူ့သဘာဝအတိုင်းသွားနေတာပုံမှန်သွားနေတာကိုဒီတဲကိုဘာမှဝင်ပြီးတော့ဆွတ်လို့မရဘူးအကြောင်းရှိသည့်အားလျော်စွာသွားနေတာအကြောင်းတရားကိုပြင်မယ်ဆိုရင်တော့အကျိုးတရားကတော့ပြောင်းလဲမှာပေါ့ဟုတ်ရဲ့လားအဲ့တော့ဆိုလိုတာကသိခြင်းတရားကိုရင်ဆိုင်နိုင်ခြင်းတယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်နည်းနဲ့သဘာဝတရားကိုနားလည်အောင်ကြိုးစားရမယ်နားလည်ရင်နားလည်သလောက်ကင်တွေ့ရတာလွယ်လာလိမ့်မယ်နှစ်နည်းပြောတယ်နော်သိခြင်းတရားကိုအစဉ်ပြေပြေရင်ဆိုင်ခြင်းနိုင်တယ်ဆိုလို့ရှိရင်သိခြင်းတရားကိုပဲစစ်ကြည့်ရမယ်ကြောက်မနေရဘူးနော်နောက်တနည်းကဒီသိခြင်းတရားအပါဝင်သဘာဝတရားအလုံးတို့ကိုဖြစ်ပေါ်တိုင်းအမှတ်တတိကြီးစွာထားပြီးတော့ကြိုးစားအားထုတ်ရမယ်ဒါပရမတရားဓမ္မတို့ဦးဇင်းတို့ရဲ့မမေ့တဲ့နဲ့အခြေအနေမှန်တရက်ပေါ့ဆိုရတဲ့အခြေအနေ2ရက်ရှိတယ်လို့ဦးဇင်းပြောခဲ့တယ်နော်ဆိုရတဲ့အခြေအနေဘယ်နှရက်ရှိတယ်2ရက်ရှိတယ်နောက်ဒုတိယဆိုရတဲ့အခြေအနေကဘာလဲဆိုတော့ကိလေသာ10ပါးထဲမှာအဆိုးဝါးဆုံးကိလေသာဖြစ်တဲ့သက္ကာယဒိဋ္ဌိရှိနေတယ်ဆိုတဲ့အချက်ဒီတရားဓမ္မတို့ဦးဇင်းတို့ရဲ့အင်မတန်ဆိုးဝါးတဲ့အခြေအနေမှန်တရက်ဘာဖြစ်လို့သက္ကာယဒိဋ္ဌိရှိခြင်းကိုဆိုးဝါးတဲ့အခြေအနေမှန်လို့ပြောရတယ်လဲဆိုလို့ရှိရင်သက္ကာယဒိဋ္ဌိဆိုတဲ့ငါသွဲရှိလို့ရှိရင်မလုံနိုင်သောအကုသိုလ်ဆိုတာမရှိဘူးမလုံနိုင်သောအကုသိုလ်မရှိရင်မဖြစ်နိုင်သောဆင်းရဲဆိုတာမရှိဘူးပြီးတဲ့သဘောပေါက်တယ်နော်
ငါဆွဲတက္ကာယဒိဋ္ဌိရှိနေသေးသမျှအဖေလည်းတတ်နိုင်တယ်အမေလည်းတတ်နိုင်တယ်ယဟန္တာလည်းတတ်နိုင်တယ်ဖရာသွေးသိန်းတရားလည်းလုပ်နိုင်တယ်သံဃာလည်းသင်ခွဲကံတယ်သင်ခွဲနိုင်တယ်နိယတမိစ္ဆာဒိဋ္ဌိကြီးတွေလည်းဖြစ်နိုင်တယ်အဲ့ဒီလိုမဖြစ်နိုင်တဲ့အကုသိုလ်မရှိဘူးဆိုရင်မဖြစ်နိုင်တဲ့ဆင်းရဲဆိုတာမရှိဘူးဒါကြောင့်တက္ကာယဒိဋ္ဌိကမလွတ်သေးသမျှအပေလေးပါးကမလွတ်သေးဘူးတက္ကာယဒိဋ္ဌိကလွတ်မှအပေလေးပါးကလွတ်မှာဟုတ်ရဲ့လားခုဒကာဓမ္မတို့ဦးဇင်းတို့တွေမှာဟိုးအတိတ်တန်တရားတစ်လျှောက်လုံးကပြုမိမှာပြောမိမှာတွေးမိမှာဆိုတဲ့မိုက်လုံးကြီးရဲ့အပရာပရိယဝေဒနိယကံဆိုတဲ့အကုသိုလ်ကံนี่အနန္တရှိတယ်လေဒီစတော်ဘုရားကြီးရဲ့စကားတော်ကိုယူပြောရမယ်ဆိုရင်တော့အဝိဇိကြနိုင်တဲ့ကံအနန္တရှိတယ်ပြိတ္တာဖြစ်နိုင်တော့တိရစ္ဆာန်ဖြစ်နိုင်တော့ကံအနန္တရှိတယ်အဲ့ဒီကံတွေကလက်လက်ဆက်ဆက်ပဲအပင်ပေါက်ဖို့အရန်သင့်ဖြစ်နေတဲ့မျိုးစေ့တွေလိုပဲသူတို့ကိုလုံးဝမချေဖြစ်ရသေးဘူးအဲ့ဒါအကယ်၍မြန်တက္ကာယဒိဋ္ဌိကိုဖယ်နိုင်မယ်ဆိုရင်အတိတ်တန်တရားတစ်လျှောက်လုံးကပြုခဲ့တဲ့အပေချနိုင်တဲ့အကုသိုလ်ကံတို့သည်အကုန်လုံးအဟောတိကံဖြစ်မယ်ဟုတ်ရဲ့လားခုဒီကရမတို့ဥဒ္ဒတို့အတိတ်ကံအနန္တအကုသိုလ်ကံတွေကိုမချေဖြစ်ရသေးဘူးမချေအတိတ်ကံတွေကိုမချေဖြစ်ရသေးတာလည်းလားဆိုတော့မဟုတ်ဘူးအနာဂတ်မှာအပေကိုကြစေနိုင်တဲ့အကုသိုလ်ကံအနန္တကိုလည်းပြုလက်တန့်ရှိသေးတယ်အတိတ်ကမျိုးစေ့တွေအများကြီးကိုသိမ့်ပိုက်ထားတဲ့အပြင်နောက်ထပ်မျိုးစေ့တွေထပ်ပြီးတော့ရအောင်စုနေသေးတယ်အကယ်၍တက္ကာယဒိဋ္ဌိကိုသာဖယ်နိုင်မယ်ဆိုရင်တော့အပေချနိုင်တဲ့အတိတ်ကံတွေကိုလည်းပဲခြေဖြစ်ပြီးသားဖြစ်မယ်နောက်မှလည်းပဲအပေချနိုင်တဲ့အကုသိုလ်ကံမှန်သမျှတခါတည်းကျူးလွန်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဟုတ်ရဲ့လားဒါကြောင့်တက္ကာယဒိဋ္ဌိသည်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ပုထုဇဉ်ဘဝမှာအဆိုးဝါးဆုံးအခြေအနေပဲတက္ကာယဒိဋ္ဌိရှိနေခြင်းဟာဟုတ်ရဲ့လားတက္ကာယဒိဋ္ဌိရှိနေသေးသမျှအပေလေးပါးကမလွတ်ရဘူးတက္ကာယဒိဋ္ဌိကိုဖယ်နိုင်မှအပေလေးပါးကလွတ်မယ်ဒါကြောင့်ဦးဇင်းတို့ယတနာတုံမှာပေးသတို့ရပါလိမ့်မယ်ဗျာသာဝတဒတနာတံပရာယတယတုဓမ္မာဇဟိတာဘဝန္တိတက္ကာယဒိဋ္ဌိဝေစီကိစီတင်္စတိလပတံဝါပိယတ္ထိကိစီစတုဟာပါယေဟိစဝိပ္ပမောတောသသဝိဌာနာနိအဘဘကာတောရတယ်မို့လားသောတပတ္တိမဉ္ဇဉ်ကိုရလိုက်တာနဲ့တပြိုင်နက်တည်းတက္ကာယဒိဋ္ဌိဆိုတဲ့ငါဆွဲဝိသိကိစ္စဆိုတဲ့ယုံမတန်တရားတိလပတ္တပရမတ္တတန်ရောစဉ်လို့ဆိုရတဲ့အကျင့်မှနိုင်နေလို့ဆွဲလန်းနေတဲ့တိလပတ္တပရမတ္တတန်ရောစဉ်အဲ့ဒီတရား၃ခုကိုတခါတည်းပယ်ပြီးသားဖြစ်သွားတယ်တဲ့အဲ့ဒီတရား၃ခုကိုလည်းပယ်လိုက်တော့အင်မတန်ရုပ်မှကြမ်းတမ်းတဲ့အရာဌာနကြီး၆ခုကိုလည်းရောက်เสียရမရှိတော့ဘူးတဲ့အဖေအမေတတ်ချင်းယဟန္တာတတ်ချင်းဘုရားသူသိန်းတရားလှုပ်ခြင်းတန်ခါသွန်းခဲခြင်းနိယတမိစ္ဆာဒိဋ္ဌိကံကြီးများလွန်ကျူးခြင်းဆိုတဲ့ရုပ်မှမှုကြီး၆ခုလည်းဗာလဲမဖြစ်တော့ဘူးနောက်ပြီးတော့စတုဟာပါယေဟိစဝိပ္ပမုတ္တောတဲ့အပေလေးပါးကလည်းလွတ်သွားပြီတဲ့ဟုတ်ရဲ့လားအဲ့ဒီတက္ကာယဒိဋ္ဌိကိုမဖယ်ရသေးတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာလုံးဝဆင်းရဲဒုက္ခကကိုယ့်ရှေ့ကနေစီးကြိုနေတယ်လို့မျိုးအခုအစဉ်ပြေနေတယ်ချမ်းသာနေတယ်ဆိုဒါအခိုက်အတန့်ပဲဒါကြောင့်ဦးဇင်းတို့မိလျော့နေတဲ့တတ္တဝါတွေအတွက်အပေလေးပုံဟာမိမိတို့ရဲ့နေအိမ်အမြင်နေရအိမ်နဲ့တူတယ်ဆိုတာအဲ့ဒါပုထုဇဉ်တွေကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်ရဲ့လားဒါကုသိုလ်အရှိန်လေးရှိနေလို့ဒကာဓမ္မတို့ဦးဇင်းတို့အစဉ်ပြေတာကုသိုလ်အရှိန်ကုန်တာနဲ့ကိုယ့်အိမ်ကိုပြန်ရမယ်အနေထားမှရှိတယ်နော်ဒါကြောင့်တက္ကာယဒိဋ္ဌိရှိနေခြင်းသည်ဒကာဓမ္မတို့ဦးဇင်းတို့အတွက်အင်မတန်ဆိုးဝါးတဲ့အခြေအနေမှန်တရားပါဒါကြောင့်တက္ကာယဒိဋ္ဌိကိုဖယ်ရှားဖို့အရေးမကြီးဘူးလားအရေးကြီးတာပေါ့အရေးကြီးတာပေါ့ဒါကြောင့်မြတ်စွာဘုရားကမြတ်စွာဘုရားလက်ထက်ကဗြဟ္မာကြီးတယောက်ကမြတ်စွာဘုရားကိုလာလျှောက်ဖို့တယ်တတိယဝိယဩမတောတရှမာနေဝမတ္ထကိကာမရာဂပဟာနာယတတောဘိက္ခုပရိပစီလို့အဓိပ္ပာယ်ကဘာပြောလဲဆိုတော့ခေါင်းမှာလောင်နေတဲ့မီးကိုငြိမ်းတယ်လို့မျိုးရင်မှာစူးနေတဲ့လှံကိုနှုတ်တယ်လို့မျိုးကာမရာဂဆိုတဲ့ကာမဂုဏ်တွေရဲ့ပုံမှာဆွဲလန်းတဲ့စိတ်ကိုဖယ်ရှားရမယ်လို့အဲ့ဒီဗြဟ္မာကြီးကမြတ်စွာဘုရားကိုလမ်းလျှောက်တာအကြောင်းမဲ့လျှောက်တာတော့မဟုတ်ဘူးဗျဗြဟ္မာကြီးတွေဆိုတော့တက်တန်းကတိတ်ရှည်တယ်တိတ်ရှည်တော့အဲ့ဒီဗြဟ္မာကြီးရဲ့စိတ်ထဲမှာနတ်တွေလူတွေကိုကြည့်လိုက်ရင်ဟဲအခုပဲမွေးလာတဲ့တော့ကြသေးပြီအင်မတန်အသေးမြန်တဲ့အခေါင်တွေပဲလို့သူကအဲ့လိုမြင်တာ
သူတို့ကတက်တန်းကသိရှိတာတချို့ပြမကြီးတွေဆိုရင်တက်တန်းကိုကဘာပေါင်းတောင်းနဲ့ချီပြီးတော့ရှိတာတကဘာကိုဦးဇင်းတို့အလျာအနံအမြင့်တယူဇနာရှိတဲ့ကြောက်တုံးကိုအနှစ်တစ်ထောင်လောက်မှဝါခွန်းလောက်နှုတ်တဲ့အဝတ်ကလေးနဲ့ပေါ့အဲ့ဒီကြောက်တုံးပါပြီးတော့ကုံသွားမယ်တကဘာဆိုတာမကုံဘူးလို့ဆိုတယ်အဲ့ဒီလောက်ရှည်လျားတဲ့ကြာလှတဲ့ကဘာပေါင်းကိုတောင်းနဲ့ချီပြီးတော့ရှည်တာတချို့ကဘာတွေကတချို့ပြမတွေကအဲ့ဒီပြမကြီးရဲ့စိတ်ထဲမှာဒီလူတွေနဲ့တတ္တဝါတွေကိုအခုပဲမွေးလာတဲ့တော့ကြာသေးကြပြီဘာကြောင့်ဒီတတ္တဝါတွေအသေးမြန်တယ်လဲငါတို့လိုပြမမဖြစ်လို့ဘာကြောင့်ငါတို့လိုပြမမဖြစ်တာလဲငါတို့လိုကာမရာဂကိုမပယ်နိုင်လို့ပြမကြီးတွေမှာကာမရာဂမရှိဘူးတဲ့ဒါကြောင့်ဒီတတ္တဝါတွေအင်မတန်မြန်တဲ့သေခြင်းတရားကနေခဏကလေးပဲဖြစ်ပေါ့သူစိတ်ထဲမှာဟုတ်လားအသေးမမြန်သေးဖို့အသက်ရှည်ပြီးတော့ချမ်းသာဖို့ကာမရာဂကိုပယ်တဲ့နေလို့သူကအဲ့ဒါလိုလမ်းပြီးတော့လျှောက်တာသူအမြင်လေးလည်းမဆိုးပါဘူးဒါပေမဲ့မြတ်စွာဘုရားကအဲ့ဒီအမြင်ကိုလက်မခံဘူးပြင်ပေးတယ်တတိယဝိယဩမထောတန်ရှမာနေဝမတ္ထကိတက္ကာယဒိဋ္ဌိပါဟနာယတတောဘိက္ခုပရိပစီကောင်းမှလောင်နေတဲ့မိကိုငြိမ့်သလိုမျိုးရင်မဆူနေတဲ့လံကိုနှုတ်သလိုမျိုးတတိတရားဥရှိပြီးတော့တက္ကာယဒိဋ္ဌိကိုသာလေအရေးတကြီးဖယ်ရှားတဲ့နေတဲ့နော်နီးလေးပါတောင်ပြောသွားတာနော်ဂါထာလေးကတူပြီမလို့အင်မတန်ကောင်းတယ်ကောင်းမှလောင်နေတဲ့မိရင်မဆူနေတဲ့လံကိုနှုတ်သလိုမျိုးတက္ကာယဒိဋ္ဌိကိုဖယ်ရမယ်တဲ့ဘယ်နည်းနဲ့လဲဆိုတော့အဖြစ်မှန်ကိုတိနေတဲ့ဂယုတစိုက်နဲ့နားလည်အောင်ကြိုးစားနေတဲ့တတိဥရှိတဲ့အသိဉာဏ်ပညာနဲ့ဖယ်ရှားရမယ်လို့ဆိုတာဒီတော့မြတ်စွာဘုရားရဲ့အမြင်ရတတ္တဝါတွေအတွက်အရေးအကြီးဆုံးကတော့တက္ကာယဒိဋ္ဌိကိုဖယ်ရှားနိုင်ဖို့လို့ဒီလိုပြောတာဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်ဆိုးရတဲ့အခြေအနေတည်းဆိုတာအဲ့ဒီတက္ကာယဒိဋ္ဌိရှိနေတာကိုပြောတာအဲ့ဒီတက္ကာယဒိဋ္ဌိရှိနေသေးသမျှလဲအပေကလွတ်ပြီလို့ပြောလို့ကမရဘူးဆိုကြပါစို့ခွေးတစ်ကောင်လောင်းနဲ့တွေ့တယ်တိဋ္ဌာန်တစ်ကောင်နဲ့တွေ့တယ်ဆိုရင်ဒီတိဋ္ဌာန်နဲ့ငါနဲ့ဘာမှမဆိုင်ဘူးလို့တရားဓမ္မတို့ဥရှင်တို့မှာတွေးခွင့်မရှိဘူးအကယ်၍မြန်ဟောဒီတိဋ္ဌာန်နဲ့ငါနဲ့မဆိုင်ဘူးသိပ်ကွာခြားတယ်လို့ထင်တယ်ဆိုရင်ဥစဉ်ကတော့ပြောလိုက်ခြင်းနဲ့အဲ့ဒါဘဝင်မြင့်ခြင်းတစ်မျိုးပဲလို့တောင်းပြောလိုက်ခြင်းတယ်ဟုတ်ရဲ့လားတကယ်တမ်းကတိဋ္ဌာန်နဲ့လူနဲ့အဆင့်ကွာတာတော့မှန်တယ်ကို့မှာအသိဉာဏ်သိပ်ကြီးတယ်အဲ့ဒီတိဋ္ဌာန်နဲ့စာရင်သို့တော့တူးနေတဲ့အပိုင်းတွေအများကြီးရှိတယ်မတူတာလေးကြီးကွက်မြင်လို့မရဘူးနော်တိဋ္ဌာန်နဲ့ကိုယ်နဲ့တူနေတဲ့အပိုင်းတွေအများကြီးရှိတယ်သူမှမျက်စိနာနာလျာကိုယ်စိတ်အနေ6ပါးဓာတုလည်းတတ္တဝါတစ်ခုကိုယ်လည်းတတ္တဝါတစ်ခုနော်တရားအဆင့်အတန်းချင်းနဲ့နှိုင်းလိုက်မယ်ဆိုလို့ရှိရင်ပိုင်းခြားလိုက်မယ်ဆိုလို့ရှိရင်သူလည်းပုထုဇဉ်ကိုယ်လည်းပုထုဇဉ်ပဲသူလည်းအချိန်မွေးဖြစ်ခြင်းလို့ဖြစ်နိုင်တယ်ကိုယ်လည်းအချိန်မွေးဖြစ်ခြင်းလို့ဖြစ်နိုင်တယ်သို့တော့သူကတော့အန္တပုထုဇဉ်ပေါ့ကန်းနေတဲ့ပုထုဇဉ်ဆိုတာကိလေသာအများကြီးရှိတဲ့လူကိလေသာအများကြီးရှိတယ်လို့အဓိပ္ပာယ်ရတာကိုကတော့ကလျာဏပုထုဇဉ်ကောင်းတဲ့ပုထုဇဉ်ပေါ့သို့တော့အရိယာမျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့ကိုဟာပုထုဇဉ်ကပုထုဇဉ်ပဲဟုတ်ရဲ့လားသို့တော့ကလျာဏပုထုဇဉ်ဖြစ်နေတော့အရိယာအဖြစ်ကိုတက်နိုင်တဲ့အခြေအနေအကြီးအကျယ်ကတော့ကိုကသားနေတာတော့မှန်တယ်သို့တော့တူနေတာရှိသလိုမတူတာရှိတယ်မတူတာရှိသလိုတူနေတာတွေရှိတယ်ဒါကြောင့်တိဋ္ဌာန်တွေကိုမြင်တဲ့အခါတိုင်းမှာငါအချိန်မရွေးသူတို့လိုဖြစ်သွားနိုင်တယ်သူတို့နဲ့ငါနဲ့ဘာမှပြောပလောက်အောင်အများကြီးမကွာခြားသေးဘူးဆိုတဲ့ဥစ္စာကိုစဉ်းစားဖို့မလိုဘူးလားလိုတယ်သူတို့နဲ့ကိုယ်နဲ့ကွာခြားလာပြီလို့သိတွေးလို့မရဘူးဆိုကြပါစို့မြတ်စွာဘုရားလက်ထက်ကအဖြစ်ပြက်လေးတွေးစရာလေးတစ်ခုပြောခြင်းတယ်ဘုရားရှင်ကိုရမြတ်ကြီးပထမဝါကပ်ပြီးခါစားရာဇဂမြို့မှာသတင်းသုံးတယ်အဲ့ဒီမှာရှင်မောက္ကလန်ရဲ့ရှင်လက္ခဏာကိုရမြတ်ကြီးကလည်းပဲအဲ့ဒီရာဇဂမြို့ရဲ့မြောက်ဘက်မှာရှိတဲ့ဂေဇဂုတ်တောင်ပေါ်မှာသတင်းသုံးတယ်အဲ့ဒါတနေ့တော့ဆွမ်းခံကြွလာကြတဲ့အရှင်မြတ်ကြီးနှစ်ပါးတောင်ခဝန်းကအဲ့ဒီခေတ်ကအကြောင်းတွေပါပြီးမြတ်စွာဘုရားကခွင့်ပြုသေးတော့တောင်ကောင်းတွေလှိုင်ကောင်းတွေအဲ့ဒါလိုနေကြတာပေါ့ယဟန်တွေကအဲ့ဒါသူတို့သတင်း300ခုတည်းကထွက်လာပြီးတော့အဲ့ဒီမြင့်မားတဲ့တောင်ကြီးကနေပြီးတော့တဆင်အောက်ကိုဆင်းလာကြတာဆုံးခံဖို့ရာဇဂမြို့ထဲဆင်းလာတာအဲ့ဒါလိုဆင်းလာရင်လည်းတောင်ခဝန်းတနေရာရောက်တော့သူတို့ရှိမှလည်းဟာမြင့်ကြီးပဲရှိတာနော်တောင်ပေါ်ကနေအောက်ဆင်းလာတာဆိုတော့
အဲ့ဒီလေတူတွေကိုကြည့်ပြီးတော့ရှင်မောဂလန်ကိုရမြတ်ကြီးကပြုံးနေတဲ့အဲ့ဒါကိုအရှင်လက္ခဏာကသိတော့ဘာကြောင့်ပြုံးတယ်လဲလို့မေးတယ်မေးတော့ရှင်မောဂလန်ကငါရှင်တဲ့ဒီမေးခွန်းကိုမြတ်စွာဘုရားရှေ့ရောက်မှမေးပါအဲ့ဒါနဲ့ဦးဇင်းတို့ညနေချမ်းရောက်တော့မြတ်စွာဘုရားရှေ့ပိဋက၄ပါးစုံအရှင်မြတ်ကြီး2ပါးလဲကြွလာတော့မေးတာပဲရှင်လက္ခဏာကငါရှင်မနေ့တုန်းကဘုရားရှေ့ရောက်မှမေးပါဆိုတဲ့မေးခွန်းအခုမေးမယ်ဘာဘူးလို့အဲ့ဒီတောင်ပေါ်ကဆင်းလာတော့ကလန်ခုလက်တနေရာမှာသင်ပြုံးတယ်လေအဲ့ဒီတော့မှရှင်မောဂလန်ကြီးကမထေရမြတ်ကြီးကပြောတယ်ငါတဲ့သင်နဲ့အတူတူဆင်းလာတော့အဲ့ဒီလေထုကောင်းငင်ရံတွေကနေအင်မတန်သနာစရာကောင်းတဲ့ငိုညီးတန်ကိုငါကြားရတယ်တဲ့ခြောက်ချားစရာလည်းကောင်းတယ်တဲ့အဲ့ဒါနဲ့ငါမော့ကြည့်လိုက်တော့မြင်ရတယ်တဲ့ရှင်မောဂလန်မြင်ရတယ်အရှင်လက္ခဏာယဟန္တာပါပဲမမြင်ရဘူးတကူရဲ့နေပယ်ကလည်းရှိသေးတာကိုအဲ့ဒီမှာဗာမြင်ရလဲဆိုတော့အယိုးစုပြိတ္တာတကောင်ကောင်းငင်မှာပြန်နေတယ်အယိုးတွေကြီးပဲစုထားတယ်ဒါပေမဲ့အတွင်းမှာတော့ကလေးစားအစုံရှိတယ်လို့ဆိုတယ်အဲ့ဒါကံမစားရုပ်ကံကြောင့်ဖြစ်တဲ့ဦးဇင်းတို့လင်းတာလို့စွန်လို့အကောင်တွေကလေဘေးကနေပြီးတော့အဲ့ဒီအယိုးစုပြိတ္တာရဲ့အတွင်းကလေးစားတွေကိုလိုက်ထိုးကြစိတ်ကြတယ်အဲ့ဒီတော့အဲ့ဒီပြိတ္တာကနာကျင်လွန်းလို့တဲ့တခါတည်းသူငိုညည်းတယ်လွတ်လည်းမလွတ်နိုင်ဘူးဘဝဆိုတာကိုဖြစ်ရင်တို့ဖြစ်တာမဟုတ်ဘူးဆိုတာကအင်မတန်ထင်ရှားတယ်အဲ့ဒီအချက်တွေကိုကြည့်မယ်ဆိုရင်ဆိုကြပါစို့ခွေးတကောင်မှသူဖြစ်ချင်တာဖြစ်နိုင်သလားလူတယောက်ကတတ်မယ်ဆိုရင်သူသေရလိမ့်မယ်သူ့မှာဘာဥပဒေနဲ့မှကာကွယ်ထားတာမရှိဘူးတိရစ္ဆာန်တွေရဲ့ဘဝနေရတာပဲနော်အခုဒီမှာလည်းပဲကံကြောင့်ဖြစ်လာတဲ့အခြေအနေဒါသူဘလို့မှဒါမကြော်လွှားနိုင်ဘူးဒါအချိန်ကုန်မှဒါသူလွတ်ငြိမ်းချမ်းသာကိုရတဲ့အချိန်ကျမှသူလွတ်မှာပဲအဲ့ဒါကိုမြင်လို့ငါစိတ်ထဲမှာဒီလောက်ဆင်းရဲတဲ့တတ္တဝါရဲ့လို့လေလောကကြီးမှာရှိနေသေးတကူအဲ့ဒါလို့စဉ်းစားရကနေငါတစ်ဆက်တည်းစဉ်းစားမိတယ်တဲ့ငါမှအဲ့ဒါလောက်ဆိုးရတဲ့အခြေအနေတွေဘာမှမရှိတော့ဘူးငါဘဝအရာတော်လေးစွာအဲ့ဒါကြောင့်ငါပြုံးတာသူဒုက္ခရောက်တာကိုကျင်တဲ့လို့ပြုံးတာမဟုတ်ဘူးငါအဲ့ဒီဒုက္ခမရှိတော့ဘူးဆိုတာကိုတွေးပြီးတော့ကျင်တဲ့လို့ပြုံးတာအဲ့ဒီအပြုံးတတိထားเสียရပဲအဲ့ဒီလိုမြတ်စွာဘုရားရှိမှရှောက်တော့မြတ်စွာဘုရားကငါတပည့်တွေဟာအတိဉာဏ်ပညာမျက်လုံးနဲ့ပြည့်စုံစွာနေကြပါပြီစွာတကယ်ဆိုတော့ငါဘောဓိသဗ္ဗညုတဉာဏ်ကိုရဘုရားဖြစ်တဲ့နေ့မှာပဲငါအဲ့ဒီပြိတ္တာကိုမြင်နေတဲ့ဒါပေမဲ့ငါမြင်တယ်လို့မြင်တဲ့လူမရှိသေးလို့သက်သေမခိုင်ပါသေးလို့ငါဘယ်သူမှမပြောဘူးတဲ့မယုံတဲ့လူတွေအဘုဒ္ဓဖြစ်မှာဆိုလို့မြတ်စွာဘုရားမပြောတာအဲ့တော့ပိဋကပေါင်းသူတော်ဟောင်းတို့ကိုဦးဇင်းတို့ပြောချင်တာကမြတ်စွာဘုရားကအဲ့ဒီမှာဒီအယုစုပြိတ္တာဒီရာဇဂိုမြို့မှာပဲနွားသက်သမားတယောက်ဖြစ်ခဲ့တယ်လို့ဒါကိုလည်းအကျေတုံးဟောပါတယ်ဒါပေမဲ့ဦးဇင်းတို့ဒီနေရာမှာပြောလို့ရင်ကရှင်မောဂလန်ကိုရမြတ်ကြီးပြုံးတယ်လို့မျိုးတရားဓမ္မတို့ဦးဇင်းတို့တွေသည်အပေလေးပုံသားတွေကိုတွေ့ရကြုံရတဲ့အခါမျိုးမှာမပြုံးနိုင်သေးဘူးဒါကိုပြောချင်တာဟုတ်ရဲ့လားလုံးဝဆက်ဆက်မှုရှိနေတယ်အဲ့ဒီလောက်ချိုးသိုးတဲ့အခြေအနေဟာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီတက္ကာယဒိဋ္ဌိကိုမဖယ်ရသေးလို့ပဲဒါကြောင့်မြတ်စွာဘုရားကခေါင်းလောင်နေတဲ့မိရင်မာဆူးနေတဲ့လှံကိုနှုတ်တယ်လို့မျိုးတက္ကာယဒိဋ္ဌိကိုအရေးကြီးဖယ်ရှားရမယ်လို့စောစောကဒေသနာတော်ကိုဟောတာဟုတ်ရဲ့လားအဲ့ဒါတရားဓမ္မတို့ဦးဇင်းတို့မမေ့ရမယ် evidence ထိုးတဲ့ဒုတိယအခြေအနေတစ်ရပ်ဆိုရတဲ့အခြေအနေကိုဘယ်နှချက်ပြောမှလို့ပြောခဲ့လဲနှစ်ချက်ပြောတာနော်တေချာပေါင်းတေချာရလိမ့်မယ်အဲ့ဒီတေချာရမယ့်အခါမှာလည်းပဲပြည်လေစွာရင်ဆိုင်နိုင်တဲ့စွမ်းအားတတိမရှိကြသေးဘူးဒါထက်ပိုပြီးတော့မှောင်ပြောရင်တော့မရှိတဲ့လူကများတယ်ဟုတ်လားတချို့လည်းရှိကောင်းရှိပါလိမ့်မယ်နော်အားလုံးကတော့မဆုံးလို့ပါဘူးအဲ့ဒါကပထမဆိုးရတဲ့အခြေအနေတည်းပြည်လေအောင်ရင်ဆိုင်ရမယ်နော်ပြည်လေဖို့အတွက်တေခြင်းတရားကိုကြည့်ရမယ်နောက်ပြီးတော့တတိပဋ္ဌာန်နီးနဲ့သဘာဝတရားကိုနားလည်အောင်ကြိုးစားရမယ်နောက်ဆိုးရတဲ့အခြေအနေကတော့အင်မတန်ဆိုးရတဲ့အပေလေးပုံကိုပို့နိုင်တဲ့မလုံနိုင်တဲ့အကုသိုလ်မရှိဘူးလို့ဆိုရလောက်အောင်ဆိုးဝါးစေနိုင်တဲ့တက္ကာယဒိဋ္ဌိကြီးရှိနေတာဒီတရားဓမ္မတို့ဦးဇင်းတို့အတွက်ဆိုရတဲ့အခြေအနေပါအဲ့ဒါကိုမမေ့ပါနဲ့အဲ့ဒါကိုမမေ့ခြင်းအပြင်ဦးဇင်းတို့ဥပမာအပြင်ကိုယောဂရှိတာကိုယောဂရှိတယ်လို့သိမှအဲ့ဒီယောဂကိုကုစားမှပြောက်မှ
တခါတလေယောဂရှိတယ်ယောဂကပေါ်လိုက်ပြောင်းလိုက်တခါလေယောဂရှိတာဘယ်မေ့ပြီးတော့နေမယ်ဆိုရင်ယောဂပျောက်ဖို့သိပြီးတော့မလွယ်ဘူးယောဂပျောက်ဖို့ဒီပထမယောဂရှိတယ်လို့သိရမယ်သိပြီးရင်မမေ့မလျော့ဒီယောဂဟာတေချာပေါက်ငါအသက်အန္တရာယ်ပြုတ်နိုင်တယ်နော်လို့အဲ့လိုမျိုးသိမယ်ဆိုရင်မြင်မြင်မကုဝေဘူးလားကုမယ်ဟုတ်ရဲ့လားဒါကြောင့်မပေါ့တဲ့ယောဂပေါ့ဟုတ်ရဲ့လားတက္ကာယဒိဋ္ဌိဆိုတဲ့ယောဂဟာအဆိုးအဆုံးယောဂပဲဘယ်တော့မှမပေါ့တဲ့ယောဂအဲ့လိုပေါ့ဆလို့မရတဲ့လေးလျူရှုလို့မရတဲ့ယောဂဆိုကြီးမိမိတို့မှာရှိနေတယ်ဆိုတာဘယ်မေ့ထားလို့သင်မှာမလဲဟုတ်ရဲ့လားအဲ့ဒီဆိုးတဲ့အခြေအနေတွေကိုမေ့နေတော့လူတွေကကိုယ့်ကိုအဟုတ်ကြီးထင်နေကြတာပေါ့ဒီနေ့အဲ့ဒီဆိုးတဲ့အခြေအနေတွေကဇာတိပြလာပြီဘွားကနေပေါ်လာပြီဆိုမှအကုန်ကျွန်းတော့မောက်ကုန်ဖြစ်တာပဲဒီတိုင်းပဲမြင်နေရတယ်ဦးဇင်းတော်ကတော့ဟုတ်လားဟုတ်တယ်လို့ဟုတ်တယ်လို့နဲ့ပြီးတော့ဘာမှမဟုတ်ဘူးနော်လောကကြီးဒီတိုင်းပဲဟုတ်ရဲ့လားအဲ့တော့ပထမတရားပထမပိုင်းပေါ့နော်တခါကြီးဒီမိုင်းများအခြေအနေမှန်ကိုမမေ့ပါနဲ့လို့တရားကောင်းစဉ်တတ်ထားတာနော်အဲ့တော့ဆိုးွားတဲ့အခြေအနေရှိပါတယ်ကောင်းမြတ်တဲ့အခြေအနေလည်းရှိပါတယ်ဆိုးွားတဲ့အခြေအနေများစွာတွေကသိခြင်းတရားကိုရင်မဆိုင်နိုင်သေးတဲ့အခြေအနေရယ်တက္ကာယဒိဋ္ဌိရှိနေသေးတဲ့အခြေအနေရယ်ဟုတ်လားဦးဇင်းတို့ကအဘိဓါသုတ်တံကိုအခြေခံမယ်လို့ပြောခဲ့တယ်နော်အဘိဓါသုတ်တံကပြောလိုက်ပြီသိခြင်းတရားကိုအမြဲတမ်းတတိရမယ်ဆိုတာအဲ့ဒါအဘိဓါသုတ်တံတွေကစကားပဲအဘိဓါသုတ်တံမှာတော့ဦးဇင်းတို့ဥခြင်းနာခြင်းသိခြင်းချစ်တော်ခင်တော်ပုဂ္ဂိုလ်တို့နဲ့ကွဲကွာခြင်းမိမိပြုထားတဲ့ကံဒီတာနဲ့မိမိပိုင်နေကိုပြုထားတဲ့အမှုအတိုင်းခံစားရလိမ့်မယ်စံစားရလိမ့်မယ်ဆိုတဲ့အိုနာပေကွဲကံနှစ်တွဲဆိုတဲ့ဒီ၅ချက်ကိုလူဖြစ်စီယဟန်ဖြစ်စီယောက်ျားဖြစ်စီမိန်းမဖြစ်စီအမြဲမပြတ်စဉ်းစားဆင်ခြင်ရမယ်လို့အဘိဓါသုတ်တံမှာမြတ်စွာဘုရားကဟောထားတာဆိုလိုတာကကိုယ်ဘဝအခြေအနေမှန်ကိုမမေ့နဲ့လို့ပြောတာမမေ့တဲ့မမေ့လိုက်တာကိုမမေ့မှရတဲ့ရတဲ့ဂုဏ်ကျေးဇူးတွေရမှာဟုတ်ရဲ့လားအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကဥခြင်းတရားဘယ်လို့မှမရှောင်နိုင်ဘူးသိကြပေါက်တွေ့ရလိမ့်မယ်အဲ့ဒါလိုပဲနာခြင်းတရားသိခြင်းတရားကွဲကွာခြင်းတရားကံကံရဲ့အကျိုးတရားတွေသိကြပေါက်ရင်ဆိုင်ရလိမ့်မယ်ဟုတ်ရဲ့လားအဲ့ဒါကဦးဇင်းတို့တရားရဲ့ပထမပိုင်းပေါ့ဆိုရတဲ့အခြေအနေနှစ်ရက်ရှိနေတယ်ဆိုတာကိုသိရမယ်သိပြီးတဲ့နောက်မမေ့ပါနဲ့နောက်တရားရဲ့ဒုတိယပိုင်းတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်ကောင်းတဲ့အခြေအနေလည်းရှိနေပါတယ်အဲ့ဒီအခြေအနေကိုလည်းသိပြီးတော့မမေ့ဖို့လိုတယ်သိပြီးတော့မမေ့မှအဲ့ဒီအခြေအနေကောင်းကိုလက်တွေ့အသုံးချသောအဖြစ်လက်လွတ်ဆုံးရှုံးမသွားအောင်တနည်းအားဖြင့်စုံမိကံပြီးဖြစ်အောင်အသုံးချနိုင်မှာအဲ့ဒီအင်မတန်ကောင်းတဲ့အခြေအနေကဘာလဲဆိုတော့စောစောကပြောခဲ့တဲ့အခြေအနေဇိုးတွေကနေလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်ရှိနေခြင်းသည်ပင်လေတရားဓမ္မတို့ဦးဇင်းတို့အတွက်အကောင်းဆုံးအခြေအနေပဲဟုတ်ရဲ့လားခုနကတော့အင်မတန်ဆိုးတယ်နော်အခြေအနေတွေနော်သိခြင်းတရားကိုရင်မဆိုင်နိုင်တဲ့အခြေအနေနော်တက္ကာယဒိဋ္ဌိရှိနေတယ်ဆိုတဲ့အခြေအနေပြောခဲ့ပြီနော်သူတို့ရဲ့ဆိုးဝါးကြောင်းတွေကိုအဲ့ဒါလောက်ဆိုးတဲ့အရာတွေကနေလွတ်မြောက်အောင်ရုန်းကန်ထွက်နိုင်ခွင့်အဲ့ဒီအခွင့်အရေးလေတပြိုင်တည်းကိုရနေတယ်ယောဂလည်းရှိတယ်ယောဂရှိလို့ဆိုးပါတယ်သို့တော့ယောဂကိုပျောက်စေတဲ့ဆေးကိုလည်းပိုင်ထားတယ်ဆေးကိုပိုင်ထားတဲ့အတွက်ကြောင့်ကောင်းပါတယ်ဟုတ်ရဲ့လားအဲ့ဒါကတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်မွန်မြတ်လာတဲ့ဒီအဆုံးအမသာသနာကောင်းကြီးကိုအမိပြုပြီးတော့အင်မတန်ဆိုးရတဲ့အခြေအနေတွေကနေလွတ်မြောက်အောင်ရုန်းကန်ထွက်နိုင်တဲ့အခြေအနေရှိနေတယ်အဲ့ဒီနီးတွေကိုရနေတယ်အဲ့ဒီနီးတွေနဲ့အညီကျင့်သုံးနိုင်ခွင့်လည်းရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့ဦးဇင်းတို့မဂ္ဂင်၈ပါးတတိပဋ္ဌာန်တရားဒါတွေပဲဦးဇင်းတို့တတိပဋ္ဌာန်တရားမှာဆိုလို့ရှိရင်အတိအလင်းဟောထားတယ်နော်တတိပဋ္ဌာန်တရားကိုကျူးစားလို့ရှိရင်တဲ့ဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိသုဒ္ဓိယသောကံပရိဒေဝနာသမာတိကမာယဒုက္ခဒေါမနတနာအထင်ကမာယညာယနာအတိကမာယနိဗ္ဗာန်တ္တသစ္စေကိရိယာယယရိဒံသတ္တရောတတိပဋ္ဌာနာတတိပဋ္ဌာန်တရား၄ပါးကိုပွားမယ်ဆိုရင်တဲ့တတ္တနံဝိသုဒ္ဓိယအမျိုးစုံသောကိလေသာတရားတွေကနေတောင်စင်ကြယ်နိုင်နေတဲ့တက္ကာယဒိဋ္ဌိကိလေသာတစ်ခုတည်းတောင်မဟုတ်ပါဘူးဗျာနော်ဒါသောတော်ကပြောတဲ့အခြေအနေစိုးကလွတ်တယ်ဆိုတာကိုပြောနေတာနော်တ
တိပဋ္ဌာန်တရားကိုပွားများရင်အင်မတန်ဆိုးရတဲ့ကိလေသာအကုန်လုံးကတော့လွတ်နိုင်တယ်လွတ်မြောက်သွားနိုင်တယ်ဩကပရိဒေဝနာတမတိတ်ကမာရတဲ့ဘယ်လိုစိုးရင်စရာနဲ့ကြုံကြုံဘယ်လိုငိုကြွေးစရာနဲ့ကြုံကြုံစိုးရင်ငိုကြွေးခြင်းမဖြစ်အောင်တားဆီးပေးလိမ့်မယ်ငိုစရာကတော့တွေ့မှာပဲငိုတာမငိုတာကကိုယ့်ပေါ်မှာမူတည်တယ်ငိုစရာဆိုတာကအတူချုပ်ပြောရရင်တော့ပျက်စီးခြင်းပါပဲပျက်စီးခြင်းတည်ဘာပဲဖြစ်ဖြစ်ကိုတန်ဖိုးထားတယ်ဆိုတဲ့အရာပျက်စီးသွားတယ်ဆုံးရှုံးသွားတယ်လက်လွတ်သွားမယ်ဆိုရင်ဒါငိုကြတာပါပဲပူဆွေးကြတာပါပဲပူစရာတွေ့ပြီမလို့မပူတဲ့အခြေအနေစိုးရိမ်စရာတွေ့ပြီမလို့မစိုးရိမ်တဲ့အခြေအနေအဲ့ဒီလောက်ကောင်းတဲ့အခြေအနေရအောင်သတိပဋ္ဌာန်တရားကပေးလိမ့်မယ်အရိယာပုဂ္ဂိုလ်တွေနဲ့မနှိုင်းပါဘူးเนาะပုထုဇဉ်တွေပုထုဇဉ်တွေအချင်းချင်းမှတောင်မှတချို့ကပူစရာနဲ့တွေ့တယ်ပူတယ်တချို့ကပူစရာနဲ့တွေ့လဲမပူနေနိုင်တယ်တယောက်နဲ့တယောက်ကွာခြားတာမရှိဘူးလားရှိတယ်တချို့က100တန်လောက်နဲ့တဏီကုံစိတ်တူတယ်တချို့က100တန်လောက်မပြောနဲ့1000တန်1000တန်လောက်နဲ့တောင်ဘာမှမဖြစ်သေးဘူးဘာကွာသွားတာလဲသူတို့ရဲ့အသိဉာဏ်ကွာသွားတာဟုတ်ရဲ့လားအေးဒါကြောင့်တတိပဋ္ဌာန်ဒီကိုအားထုတ်မယ်ဆိုလို့ရှိရင်တက္ကရာဒိဋ္ဌိဆိုတဲ့အခြေအနေဆိုကလည်းလွတ်နိုင်တယ်စိုးရင်ရမယ်ငိုကြွေးရမယ်သေခြင်းတရားနဲ့တွေ့တောင်မှစိုးရင်မှမဟုတ်ငိုကြွေးမှမဟုတ်နော်ဒုက္ခဒေါမနတဏ္ဍအဋ္ဌင်္ဂမာယဆင်းရဲဒုက္ခတွေစိတ်ရဲ့ဆင်းရဲခြင်းတွေကိုယ်ရဲ့ဆင်းရဲခြင်းတွေချုပ်ငြိမ်းသွားလိမ့်မယ်ညာယတအဓိကမာယနိဗ္ဗာန်တသစ္စိကိရိယာယတဲ့မဲ့ဉာဏ်ကိုရပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတော့ဒုက္ခရဲ့အဆုံးကိုတောင်ပြုနိုင်လိမ့်မယ်အဲ့ဒီလောက်ကောင်းတဲ့အခွင့်အရေးတရားဓမ္မတို့ဦးဇင်းတို့မှာရနေတယ်အဲ့ဒါမမေ့တဲ့အကြောင်းအရာတစ်ခုပဲအင်မတန်ကောင်းတဲ့အရာမမေ့ရဘူးငါမှကောင်းတယ်ငါဘယ်နာလေးမှတိုးနေတယ်ဘယ်နာလေးမှစွန့်နေတယ်အတူတူပဲနော်စွန့်မိမယ်လို့အဲ့ဒီအစွမ်းကိုအသုံးမချလို့ရှိရင်မစွန့်တယ်လို့ဖြစ်မှာနော်တခါကြီးမှန်များကောင်းနေမယ်လို့အဲ့ဒီအကောင်းကိုအသုံးမချရင်မကောင်းတယ်လို့ပဲဖြစ်မှာနော်ကောင်းနိုင်ခွင့်ရှိပါလေနဲ့မကောင်းလည်းရဘူးပေါ့ခုဆိုကြပါစို့ဘုရင်တော်တိရစ္ဆာန်တွေမှာအဲ့ဒီအခွင့်အရေးမရှိဘူးနော်တိတ်တာတွေမှာအဲ့ဒီအခွင့်အရေးမရှိဘူးငရဲလူငရဲသားတွေမှာအဲ့ဒီအခွင့်အရေးမရှိဘူးတရားဓမ္မတို့ဦးဇင်းတို့ဒီသားလျင်အဲ့ဒီအခွင့်အရေးပိတ်နေတဲ့အရာဌာန10မျိုးကနေပြီးတော့လွတ်မြောက်ခွင့်ရပြီးတော့အင်မတန်မွန်မြတ်တဲ့9ခုမြောက်အခွင့်အရေးရတဲ့နေရာမှာယက်တည်နေတာမြတ်စွာဘုရားကလေအခွင့်အရေးရဲ့ကောင်းမြတ်ပုံကိုပေါ်လွင်စေခြင်းလို့အခွင့်အရေးဆုံးရှုံးသူတို့ရဲ့ဘဝနဲ့နှိုင်းယှဉ်ပြီးတော့ပြောထားတယ်အဖြူရဲ့ဂုဏ်တတ္တိကိုပေါ်လွင်စေဖို့အမဲကလေးနဲ့ကပ်ပြတယ်လို့မျိုးပေါ့ဟုတ်ရဲ့လားမြတ်စွာဘုရားဦးဇင်းတို့အင်္ဂုတ္တပါဠိတော်အဋ္ဌကနိပတ်မှာအခဏသုတ်တံဆိုပြီးတော့ဟောထားတယ်အဓိပ္ပာယ်ကိုနည်းနည်းလေးအတူတူပြောပြမယ်ချက်သားတို့တဲ့အခွင့်အရေးလို့လောကလူသားတွေကပြောနေကြတာပဲတဲ့ဒါပေမဲ့အခွင့်အရေးအမှန်ဟာဘာဆိုတာနားလည်တယ်လို့အင်မတန်ရှားပါတယ်တဲ့ဒါအဓိပ္ပာယ်အကျမ်းမြင်လေးဟုတ်လားအခွင့်အရေးလို့တော့ပြောကြတာပဲတဲ့ဒါပေမဲ့အခွင့်အရေးအစစ်အမှန်မဟုတ်တာကိုအခွင့်အရေးလို့ပြောလို့ပြောအခွင့်အရေးအစစ်အမှန်ရတာကိုလည်းအခွင့်အရေးအစစ်မှန်လို့သိချင်မှသိမယ်အဲ့ဒီမှာအခွင့်အရေးအစစ်အမှန်ကိုမြတ်စွာဘုရားကပြောပြတာအဲ့ဒါကဘာလဲဆိုတော့ဗြဟ္မစိယဝါတာယမြတ်သောအကျင့်ကိုကျင့်သုံးခွင့်ရတဲ့အနေအထားပေါ့အဲ့ဒီမှာမြတ်စွာဘုရားကမြတ်သောအကျင့်ကိုကျင့်သုံးခွင့်မရတဲ့အနေအထား10မျိုးကိုအရင်ပြောပြတာမြတ်သောအကျင့်ကိုကျင့်သုံးခွင့်ရတဲ့အနေအထားရဲ့ဂုဏ်ကိုပို့ပြီးတော့ပေါ်သွားအောင်လို့ဟုတ်ရဲ့လားအဲ့ဒါဦးဇင်းတို့လင်္ကာလေးနဲ့နည်းနည်းမှတ်ကြည့်မယ်နော်ဘုရားပွင့်ကဘယ်3ရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္ဆာမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသာဉာဏ်ရှိညာလီဖျားမဖြစ်ကြံကလှစ်သည်ရပ်ပြစ်8ပါးတယုတ်တီလို့ရပ်ပြစ်8ပါးဆိုတော့ဘိသတို့ဩဃတကရောကျိုးထဲမှာတောင်ပါတယ်ဟုတ်လားကရောရတဲ့ကုသိုလ်ကြောင့်ရပ်ပြစ်8ပါးကလွန်ငင်းချမ်းသာခွင့်ရပါရစေလို့ဆုတောင်းထားတာခုပြည့်နေတယ်ဗျာဟုတ်လားအဲ့ဒီရပ်ပြစ်8ပါးကဘာတွေတုံးဆိုတော့အခွင့်အရေးပိတ်နေတဲ့ဘဝ10မျိုးပေါ့နော်အဲ့ဒါကဘာတွေလဲဆိုတော့ဘုရားပွင့်ကဘယ်3ရွာနဲ့လောကကြီးမှာမြတ်စွာဘုရားကတော့ပွင့်နေတယ်တဲ့ဒါပေမဲ့လို့တတ္တဝါကဘယ်ရောက်နေတော့ဆိုတော့ပေ3ရွာနဲ့နော်ငရေတိရစ္ဆာန်ပိဋ္ဌာအတူတကယ်ကိုပြိဋ္ဌာပုံနဲ့ထည့်ပြီးတော့အပေ4ပုံမှုပဲနဲ့အပေက3ပုံဖြစ်နေတယ်ဟုတ်လားဘုရားပွင့်ကဘယ်3ရွာနဲ့
ဘုရားပွင့်နေတဲ့အချိန်မှာငရဲကြနေတဲ့တတ္တဝါမြတ်သောခြင်းကိုမကျင့်သုံးနိုင်ဘူးတို့အဲ့ဒီကလွတ်တယ်အဲ့ဒါလိုစဉ်းစားရမှာဟုတ်လားဘုရားပွင့်နေတဲ့အခါမှာတတ္တဝါကဘာလဲတိဋ္ဌံဖြစ်နေတယ်ပြိတ္တာဖြစ်နေတယ်မြတ်သောခြင်းကိုမကျင့်သုံးနိုင်ဘူးတို့အဲ့ဒီအခြေအနေဆိုကလွတ်တယ်တပြိုင်တည်းစဉ်းစားရမှာဟုတ်လားဘုရားပွင့်ကံဘယ်သုံးရွာနဲ့ဒီဃာယုဏဒီဃာယုဏဆိုတာကအသက်ရှိတဲ့ဗြဟ္မာကြီးတွေတဲ့ပြောရရင်တော့အရူပဗြဟ္မာကြီးတွေနဲ့အသင်္ကြတဗြဟ္မာကြီးတွေကိုဆိုလိုတာအရူပဗြဟ္မာကြီးတွေကရုပ်မရှိတော့မြတ်စွာဘုရားဟောထားလို့ဒါသိခွင့်ရတာနားလည်ဖို့တော့အင်မတန်ခဲရင်းတယ်ပေါ့နော်မျက်စိတို့နားတို့မရှိတော့ဘုရားဖို့တရားနာဖို့မဖြစ်နိုင်တော့အကျိုးတရားမရနိုင်ဘူးပေါ့အသင်္ကြတဗြဟ္မာကြီးတွေဆိုတာကအသင်ညာမရှိဘူးသူတို့ကလည်းရုပ်ကြီးရွှေတုံးရွှေခဲကြီးလို့ဖြစ်နေတယ်လို့ကျမ်းဂန်တွေထဲမှာဆိုတယ်အဲ့ဒါလည်းပဲအဲ့ဒီဘဝမှာမဉ္ဇဉ်ဘုံညာမရနိုင်ဘူးပေါ့ဒါကြောင့်မလို့ဘုရားဖြစ်ကံပယ်သုံးရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္စံပစ္စံတရစ်ကိုပစ္စံလို့သူကကာယံကြိုက်အောင်လင်္ကာကအဲ့လိုစီတာဘုရားပွင့်နေတဲ့အချိန်မှာတတ္တဝါကအင်မတန်ခေါင်းပါတဲ့ဘေးအန္တရာယ်ထူပြောတဲ့သူတော်ကောင်းတရားမရောက်နိုင်တဲ့ပစ္စံတရစ်အရက်ကိုရောက်နေတာအကျင့်တရားကိုကျင့်သုံးခွင့်သူမှမရှိရှာဘူးနော်ဘုရားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဟောဘုရားတော်လောကမှာပွင့်တယ်ဒါပေမဲ့သူကမှားယွင်းတဲ့အယူဆရှိတဲ့အတိုင်းဝိုင်းထဲမှာလူသွားဖြစ်နေတယ်ဝေးပြန်တာပဲနော်ဘုရားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဘုရားတော်လောကကြီးမှာပွင့်တဲ့တတ္တဝါကဉာဏ်မရှိဘူးတဲ့အမိဝမ်းတွေကစကန့်လာတဲ့ဆွန့်လာတဲ့ဣန္ဒြေချွတ်တက်ပြီးတော့ကောင်းတဲ့စကားဆိုးတဲ့စကားလောက်မှခိုးချပြီးတော့နားမလဲတဲ့အထိုင်းအဖြစ်လာတယ်ဝေးပြန်တာပဲဒုက္ခမြလဲနော်လွတ်တယ်နော်တရားတော်မတို့ဦးဇင်းတို့လွတ်နေတယ်နော်ဘုရားပွင့်ကဘယ်သုံးရွာနဲ့ဒီဃာယုဏဖြစ်လက်ပစ္စံမိစ္ဆာဉာဏ်ရှိဉာဏ်မရှိသားဉာဏ်ရှိညာလေးဘုရားမဖြစ်ကြံကံလှစ်ပြီးရပ်ဖြစ်ရှိပါတယုတ်တီပင်ကိုဉာဏ်နဲ့ပြည့်စုံတယ်အကုန်လုံးဣန္ဒြေတွေပြည့်စုံတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘုရားကမပွင့်ဘူးတဲ့ဘုရားမပွင့်တဲ့အချိန်မှာလူဖြစ်တော်လည်းပဲအဲ့ဒါရပ်ဖြစ်ရှိပါတယ်ကိုရောက်ရဖြစ်တယ်သူကြတော့ဘုရားမပွင့်လို့ချွတ်တဲ့သွားတာဘုရားပွင့်တဲ့အချိန်မှာဖြစ်ရတဲ့ရပ်ဖြစ်က9ပါးဘုရားမပွင့်တဲ့အချိန်မှာဖြစ်ရတဲ့လူဘဝကလည်းဒါရပ်ဖြစ်10ပါးဟုတ်ရဲ့လားအေးတရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒါလို့စောစောကအင်မတန်ဆိုးတဲ့အခြေအနေတွေကနေပြီးတော့လွတ်မြောက်အောင်လုပ်နိုင်ခွင့်ဆိုတဲ့အခွင့်ဒူးကြီးကိုရနေတယ်နော်အဲ့ဒီခုနကရှင်မျိုးကအဲ့ဒါမျိုးရသလားမရဘူးတရားဓမ္မတို့ဦးဇင်းတို့ပဲရနေတာအဲ့ဒီကောင်းတဲ့အခြေအနေကိုအမှားအတိုင်းသိပြီးတော့ဩဒီအခွင့်အရေးကိုငါကောင်းကောင်းအသုံးချမှဖြစ်မယ်ဆိုတဲ့စိတ်အဲ့ဒီစိတ်ဒီကောင်းတာလုပ်ဖြစ်ဖို့အတွက်မကောင်းတာကိုတားဆီးဖို့အတွက်အများကြီးတွန်းအားပေးလိမ့်မယ်အထူးသဖြင့်မြင့်မြတ်တဲ့တရားဘာဝနာအလုပ်ကိုလုပ်ဖို့အတွက်အဲ့ဒီအတွေးတွေကအများကြီးအထောက်အကူပြုလိမ့်မယ်လုံးလို့ရာတုံးလေးလုံးမနော်ဆိုတဲ့အတွေးပေါ့လုံးလို့ရာတုံးလေးဆိုတဲ့စကားကိုထောက်သွားဖြင့်လုံးလို့မရဘူးဆိုတဲ့အခြေအနေဟာလည်းရောက်လာနိုင်သေးတယ်ဒါကိုနားလည်ဖို့လိုတယ်နော်ဒကာကြီးမိုင်းညာဟုတ်ရဲ့လားဒါကြောင့်ဒီကနေ့တရားကတော့လူကြီးတွေအတွက်ပဲပြောမယ်လို့ဦးဇင်းကပြောတာနေဝင်ကတိစပက်ဖြာနာနာမှုရတယ်ဆိုတာကြားဦးတယ်မို့လားငယ်တဲ့လူနဲ့ကြီးတဲ့လူဘယ်သူကပို့ပြီးတော့တေခြင်းတရားနဲ့နေတယ်ကြီးတဲ့လူကပို့နေတယ်ဟာအမေတဝဝင်းအကင်းတစ်ဖြုတ်ဖြုတ်ပါလို့စင်ကြီးမပေးနဲ့သိလားတေတော့လေတေတာပေါ့ငယ်တဲ့လူလေဒါကတော့ကံအားလျော်စွာပေါ့သို့တော့တေခြင်းအကြောင်းတရားတွေထဲမှာကြည်လိုက်ရင်လေကံကုန်လို့တေတယ်အတ္တတန်းကုန်လို့တေတယ်ကံရောအတ္တတန်းရောကုန်လို့တေတယ်ရုပ်တရက်ဆိုးရတဲ့ကံကဖြတ်လို့တေရတယ်ဆိုတေခြင်းတရား၄မျိုးရှိတယ်မို့လားရှိရနော်ငယ်တဲ့လူတွေကကံကုန်လို့တေမယ်တတန်းကုန်လို့တေတယ်ဆိုတော့သူတို့မှမဖြစ်နိုင်သေးဘူးကြီးတဲ့လူတွေကကံမကုန်လဲတတန်းကုန်တာနဲ့ကိုတေရမှာဟုတ်ရဲ့လားအဲ့ဒါကိုကြည့်ပြီးတော့ရေဘူးရသုံးတတ်မယ်ဆိုရင်ကြီးတဲ့လူနဲ့ငယ်တဲ့လူဘယ်သူကတေခြင်းတရားနဲ့ပုံနေတယ်ကြီးတဲ့လူကပုံနေတယ်ဒါကြောင့်တရားဓမ္မတို့ဥရှင်တို့ဆိုးရတဲ့အခြေအနေတွေကအကျိုးမပေးသေးခင်ဆိုးရတဲ့အခြေအနေတွေကိုနားလည်ပြီးတော့ဒီအခြေအနေတွေကနေလွတ်အောင်လုပ်မယ်လို့ဆိုးရတဲ့အခြေအနေတွေကိုမမေ့သောအဖြစ်ကြိုးစားရမယ်ကောင်းမြတ်တဲ့အခြေအနေလေးလက်မလွတ်မဆုံးရှုံးရသေးခင်ဒီကောင်းမြတ်တဲ့အခြေအနေကိုလည်းပဲထိထိမိမိပိုင်ပိုင်နိုင်နိုင်အသုံးချမယ်လို့ဒီစိတ်ကူးကလေးနဲ့ကောင်းမြတ်တာကိုကြိုးစားဖို့တွန်းအားပေးရမယ်
ဒါကြောင့်ဦးဇင်းတို့တရားကောင်းစဉ်ကဗါတဲ့တော့အခြေအနေမှန်ကိုမမေ့ပါနဲ့တဲ့ဒါတကာဓမ္မတို့ဦးဇင်းတို့ဘဝရဲ့အခြေအနေမှန်ဒီတိုင်းပဲဆိုတာလည်းရှိတယ်ကောင်းတာလည်းရှိတယ်ဘယ်လိုလူမျိုးမဆိုဒါဦးဇင်းတို့ဗုဒ္ဓဘာသာပုထုဇဉ်မှန်သမျှဒီကောင်းတာလည်းရှိနေတယ်ဆိုးတာလည်းရှိနေတယ်နော်အဲ့ဒါဆိုးတာတွေကိုဖယ်နိုင်ပြီးတော့ကောင်းတာတွေကိုအသုံးချနိုင်မချနိုင်ဆိုတာကတော့ဘု து ပေါ်မှာမူတည်တယ်ကိုယ်ပေါ်မှာပဲမူတည်ပါတယ်ဟုတ်ရဲ့လားသို့တော့တရားဓမ္မတို့ဦးဇင်းတို့စဉ်းစားမိတာလေးပြောရရင်တော့အဲ့ဒီတရားကိုမမေ့ဘူးဆိုရင်တော့သေချာပေါက်ဆိုးရတဲ့အခြေအနေတွေကနေလွတ်မြောက်အောင်ရုန်းကန်ခြင်းစိတ်ပေါက်မယ်ဆိုတာကတော့သေချာတယ်ဟုတ်ရဲ့လားအဲ့ဒီစိတ်ဖြစ်ဖို့အတွက်ပဲဦးဇင်းတို့ဒီတရားကိုဟောတာနော်ဒါကြောင့်တရားအထုတ်နည်းတွေဘာတွေဦးဇင်းတို့အများကြီးမပြောဘူးနော်ဟုတ်ရဲ့လားအေးအထုတ်ခြင်းစိတ်ကိုတွန်းအားပေးတဲ့စကားတွေကိုပဲဦးစားပေးပြီးတော့ပြောရင်အဲ့ဒါကတော့ဦးဇင်းရဲ့ဝါသနာလိုပဲပြောရမလားမသိဘူးဟုတ်လားနော်အဲ့လိုဘဝကိုလေးလေးနက်နက်ဒေသနာတော်နဲ့အညီမှန်မှန်ကန်ကန်တွေးတတ်ပြီးတော့ကောင်းတာလေးမဆုံးရှုံးသေးခင်မှာငါကောင်းနေတယ်ဆိုတာလေးကိုနားလည်ပြီးတော့မမေ့ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကဒေသနာတော်တော်တော်များများမှာဏိဂုံးချုပ်ခေါ်ထားတာလေးရှိတယ်မဟာပမာဒတ္တဘိကဝေမပစ္စာဝိပတိတာရိနောဟုတ်တာယံအမကာနုတာရဏီအဓိပ္ပာယ်ကဘာလဲဆိုတော့စိတ္တတို့တဲ့မေ့မနေနဲ့တဲ့နော်အခြေအနေတွေကောင်းနေတာတွေရှိတယ်ဆိုးနေတာတွေရှိတယ်ဘာလို့ရင်ဘာဖြစ်မယ်သိတယ်နော်အဲ့ဒါမေ့မနေနဲ့တဲ့ဟုတ်လားမေ့နေရင်ဘာဖြစ်မှာတော့ဆိုတော့ပစ္စာနောက်ကာလရောက်ရင်ဝိပတိတာရိနောတဲ့နောင်တတွေနဲ့ပူရတဲ့တဲ့နော်ဒါသေချာပေါက်နော်တခါကြီးမိုင်းများမေ့နေရင်နောင်တတွေနဲ့ပူရလိမ့်မယ်ဒါကလမ်းစဉ်ပဲမမေ့ရင်တော့ပီတိတွေနဲ့ပျော်ရလိမ့်မယ်ကြိုက်တဲ့လမ်းစဉ်ကိုကြိုက်တယ်လို့ရှောင်နေကြတာဟုတ်ရဲ့လားနော်ဒါကြောင့်မြတ်စွာဘုရားကမမေ့ကြနဲ့မေ့ရင်နောင်တတွေနဲ့ပူရလိမ့်မယ်အဲ့လိုနောင်တတွေနဲ့မပူရအောင်မမေ့ကြနဲ့အဲ့ဒါဒီပင်နဲ့သင်္ချင်သားတို့အတွက်ဘုရားရှင်အားလုံးတို့ရဲ့အဆုံးအမပါပဲတဲ့ဒါလေးကိုပြောထားတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ကမြတ်စွာဘုရားရဲ့စကားကိုယူပြီးတော့ဘုရားကကိုယ့်ကိုဟောနေသလိုလို့ဦးဇင်းတို့ကသဘောထားပြီးတော့ဒါဒီတရားကိုပြောတာပါဟုတ်ရဲ့လားမြတ်စွာဘုရားကဒါဦးဇင်းတို့တရားတော်မတို့တွေကိုဟောနေတယ်လို့နော်မမေ့ကြနဲ့မေ့ရင်တော့သေချာပေါက်နောင်တနဲ့ပူလောင်ရလိမ့်မယ်ဒါဒီပင်လျင်မြတ်စွာဘုရားတို့ရဲ့အဆုံးအမတဲ့ဟုတ်ရဲ့လားဒါကြောင့်ဒီကနေ့မမေ့ရမယ့်တရားဘယ်နှပါးပြောလိုက်တယ်လဲ2ပါးသို့မဟုတ်3ပါးပေါ့နော်ဆိုရတဲ့အခြေအနေက2မျိုးကောင်းတဲ့အခြေအနေက1မျိုးကောင်းတဲ့အခြေအနေကတော့အဲ့ဒီဆိုတဲ့အခြေအနေကနေလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်မြတ်သောအကျင့်ကိုကျင့်သုံးခွင့်ရှိနေခြင်းဒီပဲလေအဲ့ဒါအင်မတန်ကောင်းတဲ့အခြေအနေပါဟုတ်ရဲ့လားဦးဇင်းတို့တရားဟောတာလဲတဏှာကြီးနည်းနည်းကြော်သွားပြီနော်ဒါကြောင့်မလို့ပေသပေါင်းသူတော်ကောင်းတို့ဒီကနေ့ညအခြေအနေမှန်ကိုမမေ့ပါနဲ့ဆိုတဲ့တရားတော်မှာလာရှိတဲ့ဒေသနာတော်တွေနဲ့အညီကိုယ့်ဘဝရဲ့ဆိုးရတဲ့အခြေအနေတွေကိုလည်းအမှတ်ရပြီးတော့အဲ့ဒီအခြေအနေတွေကနေလွတ်မြောက်အောင်ကြိုးစားနိုင်ကြပါစေကိုယ့်ဘဝရဲ့အင်မတန်ကောင်းတဲ့အခြေအနေတွေကိုလည်းပဲအမှတ်ရပြီးတော့အဲ့ဒီကောင်းတဲ့အခြေအနေကိုကောင်းကောင်းအသုံးချနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးအဆုံးသတ်ကြရအောင်နော်ဝါဒုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘောန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘောန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘောန္တုတိတေတုံမာကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့ဇာတာအာလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒီဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဥရနုဘာဝေနကင်းကားဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုတို့တာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေန
မဲလီရန်ဖူလီရန်ဒိဗ္ဗံပိယတိဟုဆိုသောစေတသောတရားတော်မြတ်တို့၏တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းသာဝတံအာနုဘဝေနမေကတံ၄ယောက်ဖလတံ၄ယောက်ဆိုသောရှင်တော်ရိယတံကရှင်မြတ်တို့နှင့်တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံကရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညမှာဘေခါမဆိုင်ချိန်ရှိတိုင်းဒုက္ခေကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း